ULA ကဘရှုထမန်နိုင်နဲ့ဒုဆိုင်ဦးရှုဒေါက်တာညိုထောင်တို့အပါဝန်တခါလူတီကိုကအာဂျီဒီနာတရားရုံးမှာတရားဆွေးဆိုပါကျောင်းချောင်းကိုဗမာတက်တော်ကအင်းကြီးကကျေရရှထုတ်ပြန်ပြီးULA နဲ့တဖာတရှိအတူတူရက်တေဆိုပြီးရှရထုတ်ပြန်တမိုင်းလီဘငလီဒီကိုလုံးဝလာမခင်ကဲကိုရဆိုပြီးရောက်ပြီတကဘာလုံးမရှိရခိုင်တတိအဖွေစီတီကလည်းတော့ဖြစ်တဲ့နပါတရှေကောက်တဲ့အလုပ်ကိုပေါ်ကောင်းအရေးတကြီးလုံးလီဖို့အစားအရှိမသမိုင်းလီဘငလီဒီကိုကဲကိုစရီထုတ်ပြန်အောင်နောက်ပြီးတမိုင်းပညာရှင်တီကိုခေါ်ပြီးနယူးယောက်မှာရှိရကဘာကူလသမကယုံထင်မှာတမိုင်းလီဘငလီလူမျိုးတီးရ practice ဆိုအကောင်ကိုတခါတည်းရှောင်းဖို့ကြားဖို့ရှောင်းဖို့တဲဖို့ရောက်ပဲရှောင်းလိုက်တဲ့ဆိုကေဒီသမိုင်းလီဘငလီလူမျိုးဆိုနောင်ရခိုင်ပြည်ရှိနေတဲ့များကလာပဲလို့ကဘာတီတွေရှိနေတဲ့များကလာပဲလို့သမိုင်းလီဘငလီကိစ္စရအမရှောင်းတော့ဖလိုက်တယ်မဟုတ်ကေအခုရှိမှလိုက်ဖောင်းတာလို့နောဖို့ကေနေရပြန်နဲရခိုင်လူထုကောင်းဆောင်ပြီးဖိုက်တယ်ဘုရှုထမန်နဲ့ကိုတော်မအာမနာပဲစော်ကားလာပြန်နဲသူတို့ဒေါန်ဆန်စုချီကိုစော်ကားစော်တော်မကအခုရခိုင်ကောင်းဆောင်ကိုစော်ကားနေဆိုပြီးရခိုင်တတိကဒီရှိမှဒေါ်ရဖို့ကြေရရှာတီထုတ်ပြန်ရဖို့ဒီကုလသမဂ္ဂကိုသမိုင်းစာတီရခိုင်သမိုင်းပညာရှင်တို့ခေါ်ဖို့တော့ဝိကရီအလုံးလောက်ကိုရေဘုံကောက်ခင်ပြီးလောရဖို့အရာဇာချန်တိလေဝေးကြီးအရာ